အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ခောက်ဆွဲနေပဲတွေ့စားစားဟင်းချိုပဲချက်တော့ပေါ့နော်စားလို့ကောင်းတဲ့ကိုရီးယားခင်ချီလုံနီလေးကိုတောင်းဆိုထားတဲ့သူများအတွက်ညှဝေပေးလိုက်ပါတယ်ရှင်ခဲဒါဆိုလုံနီလေးကိုသိရအောင်ဖြွဲဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးကြပါဦးရှင်ဒါလေးတွေကတော့ဒီကိုရီးယားခင်ချီမှာအတိကပါဝင်တဲ့ပစ္စည်းလေးတွေပဲဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်တော့မုံညင်ဖူးပါမယ်ပြီးတော့ကြက်သွန်ပါမယ်ကြက်သွန်မိတ်ပါမယ်ပြီးတော့မုံလောက်အုပ်ဖြူနဲ့အနေပဲဖြစ်ပါတယ်ရှင်ပထမဆုံးရေစေးသက်စင်ထားတဲ့ဒီမုံညင်ဖူးကိုဒီတစ်လုံးမှာပေါ့နော်6စိတ်စာလောက်ကိုစိတ်ထားပေးလိုက်ပါတယ်ဒီနေရာမှာသေးလေးတွေလှီးပေးမယ်ဆိုလည်းရပါတယ်နော်ပြရတဲ့ဖြူတူကိုတလွာချင်းကိုခုလိုမျိုးလေးပေါ့နော်စားလေးနဲ့ဖြူပြီးတော့နှက်ထားပေးလိုက်ပါတယ်ရှင်ဒီကင်ချီကတော့ကိုရီးယားစားစာကိုကြိုက်တဲ့သူတွေအတွက်တော့အရန်ကိုအဆင်ပြေတယ်ပေါ့နော်။ဘာနဲ့ပဲတွေ့စားစားအရန်ကိုအဆင်ပြေပါတယ်။တခါတော့ပြီးတော့ရေကလေးတိုက်ထမတိတ်ထားမှဆိုလို့ရှိရင်လည်းအဆင်ပြေတယ်ပေါ့နော်။ဒါရှိအတွက်ပြီးတော့ဖြိုကလွယ်ကူယူရှင်းတဲ့နီးလေးနဲ့လုပ်ပြထားပါတယ်ရှင်။ခဲ့ပြီးတော့ဒီမုံညင်းဖူးကိုဖြိုတို့အချိန်ရရင်တနားရီလောက်ပေါ့နော်နှက်ထားပေးလိုက်ပါမယ်နော်စားလေးနဲ့ဒီမုံညင်းဖူးကိုစားလေးနဲ့နှက်ထားတဲ့ချိန်မှာဖြိုကရေစေးသက်ဆင်ထားတဲ့ကြက်သွန်မိတ်နှင်းငယ်ကိုလည်းမတုံမရှိအနေထားလေးတွေအစင်သက်လေးထားပေးလိုက်ပါတယ်ပြီးတော့အကုန်နာထားပြီးသားမော်လည်းဥဖြူတစ်လုံးစာလောက်ကိုလည်းခပ်ပါနေထားလေးတွေလှီးပြီးတော့အခြားပုံစံလေးတွေပေါ့နော်ပြန်ပြီးတော့လှီးထားပေးလိုက်ပါတယ်ရှင်ဒီနေရာမှာတုံးကြီးသေးဖို့တော့ကိုကြိုက်တဲ့လိုလေးလှီးပေးနိုင်ပါတယ်နော်ဖြူကတော့ပို့ပြီးတော့ရတာဝင်ရအောင်လို့အခုလိုမျိုးလေးသေးလေးတွေလှီးထားပေးလိုက်ပါတယ်ပြရနဲ့မော်လာဥနီတစ်ပိုင်းစာလောက်ကိုလည်းခဏတိုက်ပဲအချောင်းချောပုံစံလေးတွေလှီးထားပေးလိုက်ပါတယ်ရှင်အခုဖြိုးလောက်ပြတဲ့နေလေးရဆိုလို့ရှိရင်ကိုရီးယားဟျုတ်တီမှုမရှိလဲလုပ်လို့ရတယ်ပေါ့နော်ပြီးတော့ရတာကလည်းလုံးဝအစ်စ်တိုင်းပဲပေါ့နော်အဆင်ပြေပါတယ်ရှင်ဖြိုးကတော့တယောက်ထိုင်စားမှဖြစ်တဲ့အတွက်အများကြီးမလုပ်ထားဘူးပေါ့နော်တော့ကြာရေးစားမကုန်မှစိုးလို့ပါပြီးတော့ဒီပန်းသစ်တော်တီတချမ်းစာလောက်ကိုလည်းလေးစိတ်လေးတွေစိတ်ပြီးတော့ကြက်သွန်ကြည့်တချမ်းစာလောက်ကိုလည်းအခုလိုမျိုးလေးစိတ်ကြည့်လေးတွေစိတ်ထားပေးလိုက်ပါတယ်ဒါကတော့ဒီကိုရီးယားခင်ချီအနှစ်လုံးရန်အတွက်ပါဝင်ပစ္စည်းလေးတွေပဲဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ဂျင်းနဲ့ငယ်ပါမယ်ပြီးတော့ကြက်သွန်ဖြူကြက်သွန်နီနဲ့ပန်းသစ်တော်တီပဲဖြစ်ပါတယ်ရှင်ဖြိုးတို့ပါဝင်ပစ္စည်းလေးတွေကိုညှက်သွားအောင်ကြိုက်ထားပေးလိုက်ပါမယ်နော်ဒီနေရာမှာဒီပန်းသစ်တော်တီမရှိရင်ရိုးရိုးပန်းသေးကိုသုံးမယ်ဆိုလည်းရပါတယ်နော်ထည့်ထားတဲ့အနှစ်လေးလည်းရပြီဆိုလို့ရှိရင်တော့ဖြူတို့စားနဲ့နှက်ထားတဲ့မုံညင်းကိုလာကြည့်ပေးလိုက်ပါမယ်မုံညင်းကအခုလိုမျိုးလေးရေလေးထွက်ပြီးတော့လုံးဝနုံနေပြီဆိုလို့ရှိရင်တော့သူ့ကိုရေဆေးပေးလိုက်ပါမယ်နော်ရေကတော့အနည်းဆုံး4-5-6ခေါက်လောက်ဆေးပေးရမှာဖြစ်ပါတယ်ရှင်ဒီအငံတက်လိုတွေပျောက်သွားတဲ့အထိပေါ့နော်ရေဆေးပြီးလို့ရှိရင်တော့ရေညှစ်ထားလိုက်ပါမယ်နော်မုံညင်းကိုရေဆေးပြီးတော့ရေညှစ်ပြီးလို့ရှိရင်တော့ဒီအနှစ်လေးကိုလာဆက်ပေးလိုက်ပါမယ်ရှင်အရင်ဦးဆုံးဂျုံမဲ့အိုးထဲကိုဆန်မှုတ်ကိုထမင်းစားစွန်းနဲ့နှစွန်းစာလောက်ကိုထည့်ပေးလိုက်တယ်ပြီးတော့တကြားထမင်းစားစွန်းရဲ့တဝက်စာလောက်ကိုထည့်ပြီးတော့ရေသက်400မီလီလောက်ကိုထည့်ပေးရနဲ့ဖြူတို့မျိုးပေါ်တင်ပြီးတော့ကြိုသွားပေးလိုက်ပါမယ်နော်ဒီဆန်နှစ်လေးကအသားလေးကြည့်ပြီးတော့ပြစ်လာတဲ့အထိကြိုသွားပေးလိုက်ပါမယ်ကြိုသွားလိုက်တဲ့ဆန်အနှစ်လေးကအသားလေးကြည့်ပြီးတော့ပြစ်လာပြီဆိုလို့ရှိရင်တော့လုံးဝအေးသွားတဲ့အထိအေးခဏပေးလိုက်ပါမယ်နော်လုံးဝအေးသွားပြီဆိုလို့ရှိရင်တော့စပြီးတော့ဒီအနှစ်လေးဆက်ပေးရအတွက်ပေါ့နော်ပြီးတော့ခွက်ထဲကိုကြိတ်ထားတဲ့ဇာဗလာလေးတွေကိုထည့်ပေးလိုက်မယ်ပြီးတော့ခဏကကြိုပြီးတော့အေးခဏထားတဲ့ဆန်အနှစ်လေးကိုထည့်ပြီးလို့ရှိရင်တော့ငံပြားရည်ကိုဖြူတို့ကိုလိုအတလောက်ပေါ့နော်ချိန်ပြီးတော့ထည့်ပေးလိုက်ပါမယ်ရှင်ဖြူတော့နှစ်စုံစာလောက်ကိုထည့်ပေးလိုက်တယ်ပေါ့နော်ပြရနဲ့ကိုရီးယားဟျုတ်တီနှစ်ကိုထမင်းစားစွန်းနဲ့တစွန်းနဲ့တဝက်စာလောက်ကိုထည့်ပြီးတော့ဖြူတို့အိမ်မှာရှိတဲ့သုံးနေကြတဲ့အယောင်တင်မှုတ်ပေါ့နော်ဟျုတ်တီအစိမ့်မှုတ်ကိုထမင်းစားစွန်းနဲ့တစွန်းစာလောက်ကိုထည့်ပေးလိုက်ပါတယ်တကယ်လို့ကိုရီးယားဟျုတ်တီမှုတ်ကိုရှားရတာမလွယ်ဘူးဆိုလို့ရှိရင်ဒီလိုလေးလှုပ်စားလို့ရပါတယ်နော်ပြီးရင်တော့ဒီအနှစ်လေးတွေလုံးဝသမသွားအောင်ပေါ့နော်ဖြူတို့နယ်သွားပေးလိုက်ပါမယ်ရှင်နှက်သွားပြီဆိုလို့ရှိရင်တော့ရတာပေါ့ငံကိုတစ်ခါတည်းညှိပေးလိုက်ပါမယ်ဖြိုတော့သူ့တွေကိုတခြားလေးနှဲငယ်ကိုထပ်ပေးထားပါတယ်ရှင်။ကဲပြီးတော့သမထွားအောင်ပြန်ပြီးတော့နယ်ထားပေးလိုက်မယ်။အရသာလည်းဆင်ပြေနေပြီဆိုလို့ရှိရင်တော့ဖြိုတို့လှီထားတဲ့မုံလာဥနီမုံလာဥဖြူနဲ့ကြက်သွန်မိတ်ကိုထည့်ပေးလိုက်မယ်။ပြီးရင်တော့သမထွားအောင်ပြန်ပြီးတော့နယ်ထားပေးလိုက်ပါမယ်နော်။ကဲဖြိုးတို့နဲ့သွားလိုက်တာသမသွားပြီဆိုလို့ရှိရင်တော့ခုနကရေဆေးပြီးတော့ရေညှစ်ထားတဲ့ဒီမုံညင်းထုတ်လေးကိုပေါ့နော်ထည့်ပေးလိုက်မယ်ထည့်ပေးလို့ရှိရင်တော့မုံညင်းနဲ့လုံးဝသမသွားအောင်ပေါ့နော်အခုလိုမျိုးလေးညှုပ်တီနှစ်လေးနဲ့လူထားပေးလိုက်ပါမယ်ရှင်မုံညင်းကိုစားနဲ့စိန်ပြီးလို့ဆေးတဲ့ချိန်မှာအရန်ရေးကြည့်ပါရနော်ဖြိုးတို့ဒီစားပြောင်းတဲ့ထိဆေးပေးရမှာဖြစ်ပါတယ်တကယ်လို့ကိုဆေးတာစားကမပြောင်းဘူးဆိုလို့ရှိရင်ငံတက်ပါတယ်ရှင်ကဲသမသွားပြီဆိုလို့ရှိရင်တော့ဖြိုးတို့ကင်ချီထဲမဲ့ခွက်လေးထဲကိုပေါ့နော်ထည့်ပေးလိုက်ပါမယ်ဂျန်နေတဲ့ဟာလေးကိုလည်းဒီတိုင်းလေးပဲလှုပ်သွားပေးလိုက်ပါတယ်ရှင်
ကဲခုလိုမျိုးလေငှုတ်သေးနှစ်တွေနဲ့လူပြီးပေါ့နော်ထပ်ပေးလိုက်ပါမယ်နော်ဒီနေရာမှာကိုကအချင်းကြိုက်ရင်တ냐လောက်အပြင်မှာထားပြီးမှဒီကလေးတာထဲမှာထည့်သိမ်းပါလို့အကြံပေးချင်ပါတယ်ကိုကအချင်းမကြိုက်ဘူးဆိုလို့ရှိရင်တော့လုပ်ပြီးတာနဲ့တခါလေဒီကလေးတာထဲမှာထည့်သိမ်းနိုင်ပါတယ်ရှင်ဖြိုကတော့တ냐လောက်အပြင်မှာနှက်ပြီးမှရေခဲတတာထဲမှာထည့်သိမ်းဖြစ်ပါတယ်တကယ်လို့ကိုကအချင်းမကြိုက်ဘူးဆိုရင်လုပ်ပြီးတာနဲ့တခါတည်းရေခဲတတာထဲမှာထည့်သိမ်းပေးနိုင်ပါတယ်နော်ကဲဒါကတော့ဖြိုတ냐လောက်အပြင်မှာထားပြီးလို့ရလာတဲ့နေထားလေးပဲဖြစ်ပါတယ်သူရဲ့နဲ့လေးရဆိုလို့ရှိရင်လောဝကင်ချီချင်းနဲ့လေးရပြီးတော့ရတာကလည်းချင်းနေပါပြီကဲဒီနေထားဆိုလို့ရှိရင်ဖြိုလိုဟင်းချိုပဲချက်တော့ခောက်ဆွဲနဲ့ပဲတွေ့စားစားကိုနှင်းတက်ရနဲ့တွေ့စားနိုင်ပါပြီရှင်လုံနေလေးရတဲ့လွယ်ကူပြီးတော့စားလို့လည်းကောင်းတာမို့ဒီဗီဒီယိုလေးရအားလုံးအတွက်အဆင်ပြေမယ်လို့ညွှန်လိုက်ပါတယ်ရှင်ကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲเนาะဒါဆိုဖြိုးနေတဲ့ဗီဒီယိုတက်တယ်မှာပြန်ဆောင်ကြမယ်เนาะအားလုံးပဲဘိုင်